မောင်လေးကျမပြင်ပြန်ကောင်းမြန်နေထားပေါ့ရင်းဆန်နေတော့လည်းဘာမှထူတော့မှမဟုတ်ပါဘူးရှင်ကျမရဲ့တကူလုံးဟာလေရမတ်သေးရည်နဲ့ပေါထွက်လို့မတက်ဖြစ်နေရတာကြောင့်သူကလေးစလာပြီးမှကျမလည်းတွန့်ဆုံနေတော့ပဲသူ့လေးကြီးရဲ့ဒီကုံငုံပြီးတပြစ်ပြစ်ဆုပ်ပေးလိုက်မိပါတယ်စပြမွေးနဲ့လေးတင်းနေတဲ့သူတင်ကြီးကိုကျမတိတ်ပြီးချစ်တော်မိပါတယ်တဖြည်းဖြည်းနဲ့မောင်ရဲ့ဒီချောင်းကိုကျမရဲ့ပါစက်ထဲရောက်နိုင်သမျှရအောင်သွင်းလိုက်ပြီးနောက်နှကန်းနှလောက်သူ့ဒီချောင်းလေးပေါ်မှာကပ်ဖိခဲ့လိုက်ပြီးဒီချောင်းလေးကိုကျမရဲ့ပါစက်ထဲကိုတွင်းကြည့်ထုတ်ကြည့်နဲ့လုပ်ပေးနေမိပါတယ်ပြီးတော့ဒီဖြားကိုရှာနဲ့လှိမ့်ပြီးပို့လိုက်တီးလိုက်ဆုံးလိုက်နဲ့လုပ်ပြီးတော့သူ့လေးကြီးဟာတအားတင်လာပါတယ်သူခင်ကြီးကလည်းကောတက်သွားလေရဲ့နောက်သူကွေးဟာလည်းကျုံလိုက်ပွားလိုက်နဲ့ဖြစ်နေတယ်လေခုလိုကျမတို့တည်တက်ကိုင်းတွင်နိုင်ရင်သူရောဘလောက်ကောင်းအောင်ပို့လိုက်မယ်ဆိုတာခံမှန်းကြည့်ပေါ့ရှင်တခါရင်ကျမဆောင်ကောင်းတဲ့ကိုကြားရှာထင်းနဲ့တိုက်နေတယ်လို့အောင်ကြီးရအောင်လို့သူရှာချင်းကဆောက်ခေါင်းလေးကိုခက်ကြမ်းကြမ်းပုတ်တိုင်းနေပါတယ်ကျမရဲ့ဖင်းနဲ့ပေါင်းရင်တော့ဝိုက်ကသားဆိုင်လေးတွေဟာတဆဆတုံနေပါတယ်ပြီးတော့သူကကျမရဲ့ပေါင်ကြားဖင်းညားတွေကိုပါရှာနဲ့လိုက်ရနေလေရဲ့သူရှာကကျမရဲ့ဆောက်ခေါင်းလေးကိုတော်နန်းတိုးဝင်ပြီးမှုပေးနေတယ်လေခန်းစားဖို့ရင်တော့ဒီမှာပါတိတ်နေရခက်တာပဲရတာရှိလိုက်တာလေလွန်ရောပဲကျမဆောက်ခေါင်းဟာရှုံးပြီးပွားပြီးဖြစ်နေတဲ့နှောင်းကတိတ်ပြီးမြန်လာပါတယ်ကျမရဲ့ဆောက်ခေါင်းလေးကတော့ရည်တွေဟာပွိုင်းကနေဆောက်ခေါင်းလေးကနေပန်းထွက်သွားပါတယ်တက်ပါသလားပဲပါတော့သလားပဲထင်ရလောက်အောင်ခက်စားလိုက်ရပါတယ်ကျမပြင်တစ်ခုလုံးလုံးခွေကျသွားရတာပါပဲဒါပေမဲ့ကျမဟာမောင်လေးကြီးကိုဆုပ်ပြီးဆုပ်ပေးနေမိပါတယ်သူခွေးဦးကြီးကလည်းကိုင်းလို့ကောင်းလိုက်တာရှင်ကလေးရဲ့ကျမနာမည်ကိုတတ်ပြီးမောင်ဟာမချီမဆက်ညီတော်လိုက်ပါတယ်ရုတ်တရက်ကျမတီးတော့ပါတယ်သူ့တော်ရည်တွေဟာကျမရဲ့ပါးစပ်နဲ့မဆန်းလို့နှာခေါင်းထဲကပြန်ထွက်လာရည်တမျိုးရတာပါပဲပြစ်ချွေးပြီးညီရဲ့အနှံလေးနဲ့ရှိရဲ့ဒီရဲမှာတစမ်းမှမကျန်တဲ့ဒီကျမဟာတဆစ်စစ်နဲ့ဆုပ်ယူနေမိပါတယ်နှစ်ယောက်သားဖက်ပြီးအတော်ကြာအောင်နေမိပါတယ်ခဏကြာတော့သူကထားပြီးကျမနဲ့ပြေးချင်းရှင်ပြီးလဲချလိုက်ပါတယ်ဒီလိုလဲချလိုက်ပြီးတဲ့အချိန်မှာပဲမောင်ကကျမဘက်ကိုစောင်းလိုက်ရကျမကိုယ်လုံးလေးကိုဖတ်လိုက်ပြီးကျမရဲ့နှကန်းလေးကိုစုံနှံပါတယ်ကျမကလည်းသူ့နှကန်းလေးကိုအလိုက်ပြီးပြန်ပြီးစုံနှံပေးလိုက်ပါတယ်ကျမရဲ့လက်တစ်ဖက်ကသူ့ရဲ့ပြောင်းတလင်းခါနေတဲ့ကြောပင်းကြီးကိုဖွတ်သက်ပေးနေသလိုသူ့လက်တစ်ဖက်ကလည်းကျမရဲ့နှလုံးပေါ်မှာပြေးလွှားလှုပ်ရှားနေပြီးကျန်တဲ့လက်တစ်ဖက်ကတော့ကျမရဲ့ခန္ဓာကိုယ်လုံးကိုအနံ့ပင်ဖွတ်သက်ချီးမွမ်းနေပါတယ်ကျမကလေးနဲ့ကျမရဲ့ချစ်သူကိုမျိုးစင်တို့ဟာချင်းတူတွေဖြစ်ခဲ့ကြတာ6လလောက်ပဲရှိပါသေးတယ်မလေးရှားမှာလုပ်ရတော်ပြီဖြစ်တဲ့ကိုမျိုးစင်ဟာဒီမနေ့စုံတည်းမော်တက်ရတော့မှာပါဒါကြောင့်သူ့ကိုကျမကအစွမ်းကုန်လိုက်ရောနေခဲ့ရတာဖြစ်ပါတယ်ရှင်မောင်လေးကျမပြင်ပြန်ကောင်းမြန်နေထားပေါ့ရင်းဆန်နေတော့လည်းဘာမှထူတော့မှမဟုတ်ပါဘူးရှင်ကျမရဲ့တကူလုံးဟာလေရမတ်သေးရည်နဲ့ပေါထွက်လို့မတက်ဖြစ်နေရတာကြောင့်သူကလေးစလာပြီးမှကျမလည်းတွန့်ဆုံနေတော့ပဲသူ့လေးကြီးရဲ့ဒီကုံငုံပြီးတပြစ်ပြစ်ဆုပ်ပေးလိုက်မိပါတယ်စပြမွေးနဲ့လေးတင်းနေတဲ့သူတင်ကြီးကိုကျမတိတ်ပြီးချစ်တော်မိပါတယ်တဖြည်းဖြည်းနဲ့မောင်ရဲ့ဒီချောင်းကိုကျမရဲ့ပါစက်ထဲရောက်နိုင်သမျှရအောင်သွင်းလိုက်ပြီးနောက်နှကန်းနှလောက်သူ့ဒီချောင်းလေးပေါ်မှာကပ်ဖိခဲ့လိုက်ပြီးဒီချောင်းလေးကိုကျမရဲ့ပါစက်ထဲကိုတွင်းကြည့်ထုတ်ကြည့်နဲ့လုပ်ပေးနေမိပါတယ်ပြီးတော့ဒီဖြားကိုရှာနဲ့လှိမ့်ပြီးပို့လိုက်တီးလိုက်ဆုံးလိုက်နဲ့လုပ်ပြီးတော့သူ့လေးကြီးဟာတအားတင်လာပါတယ်သူခင်ကြီးကလည်းကောတက်သွားလေရဲ့နောက်သူကွေးဟာလည်းကျုံလိုက်ပွားလိုက်နဲ့ဖြစ်နေတယ်လေခုလိုကျမတို့တည်တက်ကိုင်းတွင်နိုင်ရင်သူရောဘလောက်ကောင်းအောင်ပို့လိုက်မယ်ဆိုတာခံမှန်းကြည့်ပေါ့ရှင်တခါရင်ကျမဆောင်ကောင်းတဲ့ကိုကြားရှာထင်းနဲ့တိုက်နေတယ်လို့အောင်ကြီးရအောင်လို့သူရှာချင်းကဆောက်ခေါင်းလေးကိုခက်ကြမ်းကြမ်းပုတ်တိုင်းနေပါတယ်ကျမရဲ့ဖင်းနဲ့ပေါင်းရင်တော့ဝိုက်က
သားဆိုင်လေးတွေဟာတက်ဆက်ဆက်တုံနေပါတယ်ပြီးတော့သူကကျမရဲ့ပေါင်ကြားဖင်ကြားတွေကိုပါရှာနဲ့လိုက်ရနေလေရဲ့သူရှာကကျမရဲ့ဆောက်ခေါင်းတွေကိုတော်တော်နန်းနန်းတိုးဝင်ပြီးမှုပြီးနေတယ်လေခံစားဖို့ရင်တော့ဒီမှာပါတိတ်နေရခက်တာပဲရတာရှိလိုက်တာလေလုံရောပဲကျမဆောက်ခေါင်းဟာရှုံးပြီးသွားပြီးဖြစ်နေတဲ့နှောင်းကတိတ်ပြီးမြန်လာပါတယ်ကျမရဲ့ဆောက်ခေါင်းတွေကတုပ်ရည်တွေဟာဘွိုင်းကနေဆောက်ခေါင်းတွေကနေပန်းထွက်သွားပါတယ်တက်ပါသလားပဲပါတော့သလားပဲထင်ရအောင်ခံစားလိုက်ရပါတယ်ကျမပြင်တစ်ခုလုံးလုံးခွေကျသွားရတာပါပဲဒါပေမဲ့ကျမဟာမောင်လေးကြီးကိုဆက်ပြီးတားဆုပ်ပေးနေမိပါတယ်သူခွေးဦးကြီးကလည်းကိုင်းလို့ကောင်းလိုက်တာရှင်ကလေးရဲ့ကျမနာမည်ကိုတတ်ပြီးမှဟာမချီမဆက်ညီတော်လိုက်ပါတယ်ရုတ်တရက်ကျမတီးတော့ပါတယ်သူ့တုပ်ရည်တွေဟာကျမရဲ့ပါးစပ်နဲ့မဆန်းလို့နှာခေါင်းထဲကပြန်ထွက်လာရည်တမျိုးရတာပါပဲပြစ်ချွေးပြီးညီရဲ့အနှံလေးနဲ့ရှိရဲ့ဒီရဲမှာတစမှမကျန်တဲ့အထိကျမဟာတဆစ်စစ်နဲ့ဆုပ်ယူနေမိပါတယ်နှစ်ယောက်သားဖက်ပြီးအတော်ကြာအောင်နေမိပါတယ်ခဏကြာတော့သူကထပြီးကျမနဲ့ပြေးချင်းရှင်ပြီးလဲချလိုက်ပါတယ်ဒီလိုလဲချလိုက်ပြီးတဲ့အချိန်မှာပဲမောင်ကကျမဘက်ကိုစောင်းလိုက်ရကျမကိုယ်လုံးလေးကိုဖက်လိုက်ပြီးကျမရဲ့နှာခမ်းလေးကိုစုံနှံပါတယ်ကျမကလည်းသူ့နှာခမ်းလေးကိုအလိုက်ပြီးပြန်ပြီးစုံနှံပေးလိုက်ပါတယ်ကျမရဲ့လက်တစ်ဖက်ကသူ့ရဲ့ပြောင်းတလင်းခါနေတဲ့ကြောပင်ကြီးကိုဖွတ်သက်ပေးနေသလိုသူ့လက်တစ်ဖက်ကလည်းကျမရဲ့နှလုံးပေါ်မှာပြေးလွှားလှုပ်ရှားနေပြီးကျန်တဲ့လက်ဖက်ကတော့ကျမရဲ့ခန္ဓာကိုယ်ကိုယ်လုံးကိုအနံ့ပင်ဖွတ်သက်ချီးမွမ်းနေပါတယ်ကျမကလေးနဲ့ကျမရဲ့ချစ်သူကိုမျိုးစင်တို့ဟာချင်းတူတွေဖြစ်ခဲ့ကြတာ6လလောက်ပဲရှိပါသေးတယ်မလေးရှားမှာလုပ်ရတော်ပြီဖြစ်တဲ့ကိုမျိုးစင်ဟာဒီမနေ့ဆိုလေယာဉ်ပေါ်တက်ရတော့မှာပါဒါကြောင့်သူ့ကိုကျမကအစွမ်းကုန်လိုက်ရောနေခဲ့ရတာဖြစ်ပါတယ်ရှင်